ဗစ်တာယောဂရက်နဲ့အလက်ဇန်ဒါအစ်ဆက်ကိုယုံကြည်ရမယ့်ပွဲဟုတ်ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်လည်းညီကိုတို့ကိုရက်ဆက်လန်းပြီးတော့အမြတ်တဲ့ကျန်းစီဖို့အတွက်ကျွန်တော်အနေနဲ့နိုင်ငံတကာပွဲစဉ်တွေကနေပြီးတော့ဆွီဒင်နဲ့ဆွစ်ဇာလန်တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ရွေးချယ်ပေးထားပါတယ်မနေ့ကကျွန်တော်ရွေးချယ်မှုတွေမှားရင်းခဲ့တယ်ဒါပေမဲ့ဒီကနေ့မှာအကောင်းဆုံးဖြစ်စေဖို့အတွက်ညီကိုတို့ကိုကျွန်တော်ရွေးချယ်ပေးသွားပါအောင်မယ်အဲ့တော့ဒီပွဲစဉ်လေးအကြောင်းကိုမပြောခင်နောက်ထပ်အနီးကပ်ပွဲစဉ်လေးတွေလိုချင်သေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပေးကြပါ TikTok ကညီကိုတွေဆိုရင်ကျွန်တော်ရဲ့ bio မှာ Telegram link ရှိပါတယ် YouTube ကညီကိုတွေကတော့ဒီဗီဒီယိုရဲ့ comment ထဲမှာ Telegram link လေးထည့်ပေးထားပါမယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Sweden သင်းက level 30ကိုပေါင်းစင်းမှာဆိုလို့ရှိရင်တော့ 2.80 ရှိနေပါတယ်လက်ရှိအနေထားရကြည့်မယ်ဆိုလို့ရှိရင်တော့ Swiss ကအကောင်းဆုံးရှေ့စွမ်းပြနေတယ်နောက်ပိုင်းပွဲစဉ်တွေမှာရှုံးပွဲတွေလုံးဝမရှိတယ်လို့နိုင်ပွဲတွေပဲစက်တက်ရယူနေတဲ့အသင်းဒီကမ္ဘာဖလားရှေ့စေပွဲမှာဆိုလို့ရှိရင်နှစ်ပွဲကစားထားတယ်နှစ်ပွဲစလုံးကိုကိုဆိုဘိုကိုအင်္ဂလန်မှာ 4-0 စလိုဗေးနီးယားကိုအင်္ဂလန်မှာ 3-0 နဲ့နိုင်ယူထားတယ်ပြီးကိုလုံးဝမရှိသေးဘူးရာကိုတွေပဲစက်တက်ရထားတဲ့အတင်းဆွီဒင်ကိုကြည့်မယ်ဆိုလို့ကျွန်တော်ဆွီဒင်ရဲ့လက်ရှိရလဒ်တွေကကောင်းမွန်တဲ့နေထားမှာတော့မရှိဘူးအဝေးကွင်းနှစ်ပွဲမှာကြည့်တယ်အဝေးကွင်းနှစ်ပွဲကစားထားရတယ်နောက်ပွဲမှာစလိုဗေးနီးယားကိုအဝေးကွင်းတူတီကြတယ်ကိုဆိုဘိုကို2-0နဲ့ရှုံးနေထားခဲ့တယ်အဲ့တော့ဒီလိုအလက်ဇန်ဒါအစ်ဆက်တို့ဗစ်တာယောဂရက်တို့လိုရှိနေတဲ့တိုက်ဆက်ကလက်ရှိနေထားရမှာရုန်းကန်နေရတယ်လို့ပြောလို့ရတယ်လို့သူတို့တွေကစားခဲ့ရတာလေအဝေးကွင်းတွေကြီးဖြစ်နေပါတယ်ဆွစ်ဇာလန်ကတော့အိမ်ကွင်းနှစ်ပွဲကစားထားရတယ်အဲ့တော့ပထမဆုံးအိမ်ဝင်ဖွင့်ပွဲမှာအကောင်းဆုံးစွမ်းဆောင်ရည်ပြမယ်လို့ကျွန်တော်ဆွီဒင်တွေကိုယုံကြည်နေမိတယ်အဲ့တော့ပြား30ရင်းပြီးတော့ကျွန်တော်ဆွီဒင်ဘော်ဒီကိုပဲရွေးချယ်ပေးခြင်းနဲ့ဒီကိုတို့အားလုံးရက်ဆက်လန်းပြီးတော့အမြတ်ထွက်ကြမ်းနိုင်ကြပါစေ